မိတ်ဆွေကကိုယ့်လုပ်ငန်းထဲမှာအလိုလျောက်အလုပ်လုပ်တဲ့ AI စနစ်တွေလေးထည့်ခြင်းနဲ့ဒါပေမဲ့ဘယ်အလုပ်တွေကို AI နဲ့အလိုလျောက်လုပ်လို့ရလဲဆိုတာမသိသေးဘူးဆိုရင်ဒီဗီဒီယိုကမိတ်ဆွေအတွက်ဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်တို့ The Habit Lab ရဲ့ဒီ AI boss စီမှာအခမဲ့လာရောက်ဆွေးနွေးလို့ရပါတယ်သူ့ရဲ့လုပ်ပုံလေးကတော့ကျွန်တော်တို့ boss ကိုလာမယ်ဒီကနေမှာပေါ့နော်ကိုယ့်လုပ်ငန်းကြီးအကြောင်း AI ကနေမေးမယ်ပေါ့နော်မေးတဲ့ဟာလေးတွေတော့ဒါကိုယ့်လုပ်ငန်းကြီးအကြောင်းလေးကိုဒါသူ့ကိုအသေးစိတ်ပေါ့နော်ကိုယ်မှဖြစ်နေတဲ့အခက်အခဲလေးကိုတခြားလေးပြပြလိုက်မယ်ပြပြပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာသူကနေမှသူ့ရဲ့အချက်လက်တွေကိုသုံးသပ်ပေးမယ်နောက်ဆုံးဒီမှာသူမေးခွန်းလေးတွေမေးမယ်ပေါ့နော်ဒါအလက်ကြလေးမေးသွားပြီးတဲ့အခါမှာဒါမေးမယ်ပေါ့သူကအကုန်လုံးတွက်ပြထားမယ်အဲ့တော့သူမေးသမျှမေးခွန်းလေးတွေအဲ့ဒါဖြည့်ပြီးသွားပြီဆိုရင်တော့သူကကျွန်တော်တို့ဒီကိုယ့်လုပ်ငန်းရဲ့အခက်အခဲပေါ်မူတည်ပြီးတော့ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီပုံညမ်းလေးတစ်ခုdiagram လေးတစ်ခုထုတ်ပေးမှာဖြစ်ပါတယ်အဲ့ဒီ diagram လေးကတော့ဒါကျွန်တော်တို့ဒါဒီကိုလုပ်ငန်းထဲမှာရှိနေတဲ့ကိုဖြစ်နေတဲ့ပြဿနာပေါ်မူတည်ပြီးတော့ဒါဒီ AI automation တွေကိုဒါဘယ်လိုလျောက်လုပ်လို့ရမလဲဆိုတော့ဒီ workflow diagram လေးတစ်ခုကိုထုတ်ပေးမှာဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့ကဒီ workflow diagram လေးကိုဒီထက်ဟိုပါပေါ့နော် copy ယူပြီးတော့ကျွန်တော်တို့ဒါ AI နေထဲမှာထည့်ပြီးတော့ဒါဒီဟာတွေကိုပေါ့နော်ဘယ်လိုအလိုလျောက်လုပ်လို့ရမလဲဆိုတာကိုသူ့ကိုတိုင်ပင်လို့ရတယ်လို့ဒါမှမဟုတ်ပေါ့နော်ဒီ diagram တွေနဲ့တခြားဒီ service ပေးနေတဲ့သူတွေစီကိုတွားပြီးတော့ပေါ့နော်ဒါလောက်ခိုင်းလို့လည်းရတယ်ပေါ့ဗျာဒါမိတ်ဆွေရဲ့လုပ်ငန်းအတွက်ဒါတည်တံ့ပေါ့နော် workflow လေးတွေကိုဒါကျွန်တော်တို့ဒီ AI boss စီမှာအခမဲ့လာရောက်ဆွေးနွေးလို့ရပါတယ်ဆိုတော့ကိုယ့်လုပ်ငန်းမှာ AI ကိုအသုံးပြုပြီးတော့ဘယ်လိုအချိန်ကိုတက်တာအောင်လုပ်လို့ရမလဲဆိုတာသိကျင်တယ်ဆိုရင်တော့ comment မှာစန့်လို့မှန်းခဲ့ပါကျွန်တော် Telegram bot link လေးလာပို့ပေးပါမယ်